ဇကဘာယဥက္ကရာဆိုတော့မြို့တဲ့တန်ခါနာကပွဲတိုက်ကြီးမြို့ရကုန်တိုင်းဒေသကြီးကျောင်းရည်ယူချက်တန်ခါစီကံထင်းသေးအဖွဲ့များဖွဲ့စည်းရန်တစ်မတဲ့တင်ပြခြင်းကိစ္စဒီညွှန်ချက်နိုင်ငံတော်တန်ခါမာနကဖွဲ့9ရက်3လ2026ရက်စွဲပါစာမ1နှစ်ခေါ်ရင်းသော4ခေါ်သာသမ7နှစ်ရင်းသောကာသာမဟာနာဒီအကြောင်းဘာကိစ္စနဲ့စလေးပြီး19ရက်နလ2026ရက်နေ့ကကျင်းပသောနဝမအကျဉ်နိုင်ငံတော်တန်ခါမဟာနာကအဖွဲ့40ပထမဆုံးကြီးသရုဒ္ဓစီဝေကပေါ်ပြပါတိုင်းစုပ်ပြ၍ညီညွတ်ပါစာဖြင့်ညွှန်ကြားလာပါသည်ဗျာသုံးရက်ချက်ကမြို့နယ်တန်ခါနာကအဖွဲ့များဌာမတန်ခါစီကံထိန်းသိမ်းအဖွဲ့များဖွဲ့စည်းရန်လိုအပ်မလိုအပ်အကြံဉာဏ်များတောင်းခံသွားရဖွဲ့စည်းဆောင်ရွက်နေသောမြို့နယ်တန်ခါနာကအဖွဲ့များဌာမအတွေ့အကြုံနဲ့အကြံဉာဏ်များတောင်းခံသွားရအပိုင်ဖြင့်တို့ပြပါရဲ့တက်ပါဆုံးတဲ့ချက်နဲ့ဒီမြို့နယ်တန်ခါနာကအဖွဲ့များအနေဖြင့်တန်ခါစီကံထိန်းသိမ်းရေးအဖွဲ့များဖွဲ့စည်းရန်လိုအပ်မလိုအပ်အတွေ့အကြုံနဲ့အကြံဉာဏ်များကိုနိုင်ငံတော်တန်ခါမာနာကအဖွဲ့သို့တင်ပြနိုင်ရေးအတွက်ပြန်လည်တင်ပြပါရန်အကြောင်းကြားလျှောက်ထားပါသည်ဗျာဗဒနာဧကသမီဒုတိကရဧကမပါဏိတာဧကမတရမသောရိကအတဇဥပ္ပဒဆရာတော်ရန်ကုန်တိုင်းဒေသကြီးတန်ခါနာကအဖွဲ့မိတ္တူကိုဥက္ကဋ္ဌဆိုနိုင်ငံတော်တန်ခါမာနာအဖွဲ့တိုင်းဒေသကြီးဒါနာယမှုရန်ကုန်တိုင်းဒေသကြီးခေန္တာနာယမှုများအားလုံးဓိကစာတွဲလက်ခံစာတွဲတို့ဥက္ကဋ္ဌဆရာတော်ဓမ္မစာရောက်ရှိလာပါတယ်ဗျာအဓိကရွေတက်ကတော့တန်ခါစီကံထိန်းသိမ်းအဖွဲ့များဆက်လက်ဖွဲ့တဲ့မဖွဲ့တဲ့ဒီဥစ္စာတို့မျိုးနယ်မှာညှိနှိုင်းပြီးတော့တိုင်ပင်ဆွေးနွေးရန်ဖြစ်ပါတယ်ဗျာအဲကြောင့်လည်းပြောတော့မျက်နှာစုံကြီးပေါ်ပြီးတော့ဥက္ကဋ္ဌဆရာတော်မူယူတဲ့ပုဂ္ဂိုလ်များရှင်ဘုရားတို့ဒါနာထိန်းသိမ်းဆောက်ရှောက်ရေးအဖွဲ့တွေ့ကြုံများကိုရှောက်ကြပေးပါရမျိုးသူစွာရှောက်တာပါလိဆရာတော်သာတော်ရှင်သူမြတ်တို့ဗျာပြောလို့မျိုးနဲ့တန်ခါနာကဖွဲ့စည်းပေးတဲ့တန်ခါထိန်းသိမ်းအဖွဲ့ဥက္ကဋ္ဌဆရာတော်စပြီးတော့တင်ပြလျှောက်ထားပါဗျာ